ဆိုတော့တမန်တော်ဝုထုခန်းကြီးနှစ်ထက်ရောက်နေပြီဟလားဟုတ်ဆိုတော့အဲ့ဒီမှာအခန်းကြီးနှစ်ထက်မှာဆိုလို့ရှိရင်တို့ရဘာတွေ့ရလဲဆိုရင်ဒီ Jews တွေဟာခေါင်းထဲမှာထားဖို့ Jews တွေပဲเนาะဘာကြောင့်လဲဆိုရင်ပင်တေကုတ်တွေပွဲနေမှာကဘာအရရက်က Jews တွေကဒီဗိမာန်တော်မှာဒီဥသာဝတ်ပြုဖို့ရန်အတွက်သူတို့ရောက်နေကြတယ်ဆိုတော့ဆိုတွေ့ရတယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီမှာငယ်9ရယ်10ရယ်17မှာရယ်ကဒီရောက်နေတဲ့နေရာက Jews တွေကိုဖော်ပြထားတာနေရာတွေကိုဖော်ပြထားတာတွေ့ရတယ်ဟုတ်ပြီနော်ဟုတ်ဆိုတော့ဗမာလူကပါတိရယ်မီးရယ်ငယ်9မှာဆိုရင်ပါတိပြည်မှာစ၍မေဒီပြည်မေတိအေပြည်လံပြအေည်လံပြည်မေတောပောတမေပြည်ယုဒပြည်ကပ္ပဒေါကိပြည်ပုံတုပြည်အာရှိပြည်ဖြူကိပြဖြူည်ကိပြည်ပန်ဖိုးလိပြည်အေဂုတ်တုပြည်၌နေသောသူကုရေနာမျိုးနှင့်ဆက်သောလေးပုကြီးလက်၌နေသောသူယောမမျိုးမှလာသောဧည့်သည်များယူဒလူဖြစ်စေဘာသာဝင်ဖြစ်စေကရေတေပြည်သားအာရဗ်ပြည်သားအသီးသီးဖြစ်ကြသောငါတို့အားဤသူများသည်ဘုရားသခင်၏အံ့ဘွယ်သောအမှုတို့ကိုငါတို့အမျိုးဘာသာစကားဖြင့်ဟောပြောကြသည်ကိုကြားရပါသည်တကားဟုအချင်းချင်းပြောဆိုကြ၏ဟုတ်ပြီဆိုတော့ဒီနေရာမှာတို့ရဘာတွေ့ရလဲဆိုလို့ရှိရင်ဒီပြည်ကလူတွေဆိုတော့အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်ဒီယောမempire လက်အောက်ရောက်လာပြီယောမ empire လက်အောက်မှာဒီဒေသတွေကယောမ empire အုပ်ချုပ်နေတဲ့နေရာတွေဖြစ်တယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တနေရာနဲ့တနေရာဘာသာစကားချင်းမတူကြဘူးဆိုတော့တို့ရသဘောပေါက်ဖို့လိုတယ်ဟုတ်ပြီနော်ဟုတ်ဆိုတော့တို့စာသင်လို့ရှိရင်ဘယ်လိုသင်လဲရှိလဲဆိုတော့တို့ရနားလဲအောင်လို့အဲ့ဒီမှာရောက်နေတဲ့ Jews တွေကဥပမာဆိုလို့ရှိရင်ကျွန်တော်တို့နားလဲသဘောပေါက်တဲ့အသုံးအနှုန်းနဲ့ဆိုလို့ရှိရင်ဗမာပြည်က Jews တွေရောက်နေမယ်နောက်ပြန်တော့မှာကလပြည်က Jews တွေရောက်နေမယ်ဂျပန်ပြည်က Jews တွေရောက်နေမယ်တရုတ်ပြည်က Jews တွေရောက်နေမယ်ဟုတ်ပြီနော်ကိုရီးယားက Jews တွေရောက်နေမယ်နောက်ဆိုပြန်တော့မှာပြည်နယ်ဒီသူဖော်ပြထားတဲ့အားလုံး16ခုရှိတယ်ဟုတ်ပြီနော်ဒီမှာသူဖော်ပြထားတဲ့ပါတိတို့မေဒီတို့အီလန်တို့မေသောပါတိယူဒကပေဒေါကိပြည်ဆိုတဲ့ဥစ္စာအားလုံး16ခုရှိတယ်ဆိုတော့ဘာသာစကား16မျိုးတွင်ကျယ်နေတယ်ဆိုတဲ့ဥစ္စာတွေ့ရမယ်ရမလားဟုတ်ဆိုတော့အဲ့ဒီဥစ္စာကငယ်7မှာသူဘာပြောလဲဆိုလို့ရှိရင်ဒီအာရပြည်သားအသီးသီးဖြစ်ကြသောငါတို့အားဤသူများသည်ဖျားသခင်ဤအံ့ဘွယ်သောအမှုကိုငါတို့အမျိုးဘာသာစကားဖြင့်ပြောကြသည်တကားဆိုပြောကြသည်ကိုကြားကြပါသည်တကားဟုအချင်းချင်းပြောဆိုကြ၏ဆိုတော့ဒီမှာရောက်နေတဲ့ Jews တွေကသူတို့တမန်တော်တွေကအမျိုးမျိုးသောဘာသာစကားနဲ့ပြောဆိုနေကြတယ်ဆိုတဲ့ဥစ္စာကိုသူတို့ကြားသိတော့အံ့ဩနေကြတယ်ဟုတ်ပြီနော်ဆိုတော့သူတို့ကြားတဲ့ဘာသာစကားကဘယ်လိုကြားလဲသူတို့ရဲ့မိမိနော်အမျိုးဘာသာစကားဖြင့်ပြောနေကြတာကိုကြားတယ်လို့ပြောတယ်တွေ့လားဆိုတော့ဒီမှာတို့တွေကဘာနားလေသဘောပေါက်လာနိုင်လဲဆိုလို့ရှိရင်ဘာသာစကားတစ်ခုမဟုတ်ရင်တစ်ခုဖြစ်တယ်ဆိုတဲ့သဘောမျိုးမတွေ့ရဘူးလားဟုတ်တွေ့ရတယ်ဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာသူတို့အနေနဲ့အဲ့ဒီကြားတဲ့ဥစ္စာကိုတို့နည်းနည်းလေးကြည့်အောင်ငယ်6မှာအရင်ကြည့်အောင်
ထိုအတန်ကိုကြားရသောအခါလူများတို့သည်စုဝေးလာကြလျှင်အသီးသီးအခြားခြားသောမိမိတို့ဘာသာစကားဖြင့်တမန်တော်တို့ဟောပြောသည်ကိုကြားရ၍မှိုင်တွေလျက်ရှိနေကြ၏ ဟုတ်ပြီဆိုတော့မိမိဘာသာစကားအဖြစ်ကြားကြတယ်လို့မပြောဘူးလား ဟုတ် တို့စောစောနားလဲသဘောပေါက်ဖို့ဆိုလို့ရှိရင်သဘောကဟုတ်ပြီနော်ဗမာပြည်ကအဲ့ဒီမှာရောက်နေတယ်ဗမာပြည်ကဂျူးဆိုရင်ဘယ်လိုကြားမလဲဗမာလိုကြားမယ်တွေ့လား မှန်ပါကြားဟုတ် ကလဘီကဂျူးကကလားလိုကြားမယ်ဂျပန်ကဂျူးကဂျပန်လိုကြားမယ်သူတို့ဟာမိမိဘာသာစကားဖြင့်သူတို့ကြားကြတယ်လို့ပြောတယ်ကဲငယ်ရှက်မှလည်းကြည့်အောင် သို့မဟုတ်လေငါတို့သည်အသီးသီးမွေးဖွားရာဌာန၏ဘာသာစကားများကိုကြားရသည်ကအဘယ်သို့နည်း တွေ့လားသူတို့မွေးဖွားရဟာလားအတီးတီးဌာနေရဲ့ဘာသာစကားဖြင့်သူတို့ကြားကြတယ်လို့မပြောဘူးလား ဟုတ် ဟုတ်ပြီနော်ကဲကောင်းပြီဆိုတော့အဲ့ဒီမှာလဲတို့တွေ့ရလို့ဆိုတော့ငယ်ဆက်တက်မှာဆိုလို့ရှိရင်လဲသူတို့ရဲ့ဟာလားဘာဟိုလူမျိုးဘာသာစကားအဖြစ်ကြားရတယ်လို့ပြောတော့ဟာလားအခုပင်တေကုတ်တွေပွဲနေမှာနော်အထက်ကနေပြီးတော့တကိုးခံရတဲ့အခါမှာနော်ဘဒူတွေခံရလဲတို့တွေမမေးကြစို့နဲ့ တမန်တော် တမန်တော်တွေပဲအခြားလူတွေပါလား မပါဘူး မပါဘူးနော်ဆိုတော့ဒီတမန်တော်တွေကအမျိုးမျိုးဘာသာစကားနဲ့ပြောဆိုနေကြတယ်ဆိုတဲ့အခါမှာကျွန်တော်တို့အခုခရိယန်လောကမှာတော်တော်ရှုပ်ထွေးနေတဲ့အမျိုးမျိုးသောဘာသာစကားဆိုတဲ့ဥစ္စာကဒီကျမ်းပိုက်တွေအပြင်ကျွန်တော်တို့ဘာသက်ကိုကွယ်သိနိုင်လဲဆိုလို့ရှိရင်ဟုတ်ပြီနော်အမျိုးမျိုးဘာသာစကားဆိုတဲ့ဥစ္စာကဘာသာစကားတရရဖြစ်တယ်ဆိုတဲ့ဥစ္စာမသိနိုင်ဘူးလား ဟုတ်သိနိုင်တယ် ရတယ်နော်ဆိုတော့ ဟုတ် ဘာသာစကားမဟုတ်တဲ့ဟာလားဒီ blue blee blah blah ဟာအတန်အမျိုးစုံရှောက်ထွက်တဲ့ဥစ္စာကိုပြောနေတာမဟုတ်ဘူးဟုတ်ပြီနော် ဟုတ် ဆိုတော့ဘာသာစကားတစ်ခုခုကိုဖြစ်ရမယ်ဆိုတဲ့ဥစ္စာတွေ့ရတယ်ကောင်းပြီဆိုတော့ဒီဥစ္စာဘာသာစကားတစ်ခုခုဖြစ်တယ်ဆိုတဲ့ဥစ္စာကပိုပြီးသေးကြအောင်တစ်ကိုရင်သူအခန်းကြီးသက်လေးကိုတော့ကြည့်အောင်ဒီပြန်လာမယ်နော်ဒီမှာအဓိကကြောင်ရောက်နေတာ ဟုတ် တစ်ကောဆက်လေးကိုတစ်ချက်တော့ကြည့်လိုက်အောင်ငယ်26 29 28ဖတ်ကြအောင်၃ပိုက် မြတ်ကိုတို့အဘယ်သို့နည်းတင်တို့စီဝေကြသောအခါစာလံတခြင်းကိုရသောသူသုံးမအဝါဒစကားကိုရသောသူအခြားသောဘာသာစကားကိုရသောသူဗျာဒိတ်တော်ကိုရသောသူအနတ်ဖော်ပြရာကိုရသောသူအတိအရှိကြသည်ဖြစ်၍ခတ်သိမ်းသောအမှုတို့ကိုတိဆောက်ခြင်းအလုံးကစီရင်ကြလော့အခြားသောဘာသာစကားဖြင့်ဟောပြောသောသူရှိလျင်2ယောက်ဖြစ်စေအများဆုံးဆိုသော3ယောက်ဖြစ်စေတစ်ယောက်နောက်တစ်ယောက်ပြော၍တယောက်သောသူသည်အနတ်ကိုဖော်ပြစေစကားပြန်မရှိလျင်ဟောပြောသောသူသည်အပင်တော်၌တိတ်ဆိတ်စွာနေ၍မိမိအား၎င်းဘုရားသခင်အား၎င်းပြောစေ ဟုတ်လားဆိုတော့ဒီနေရာမှာအဲ့ဒီအမျိုးမျိုးသောဘာသာစကားဆိုရဲဘာသာစကားတစ်ခုခုကိုပြောတဲ့လူရှိမယ်ဆိုလို့ရှိရင်နော်ပရိသတ်ကိုဘာသာပြန်ခိုင်းတာတွေ့ရတယ်ရမလားဘာကြောင့်လဲဆိုလို့ရှိရင်သူကလုံးသမျှမှန်သမျှကတိဆောက်เสียဖြစ်ရမယ်ဆိုတဲ့အခါမှာလှုပ်ဆောင်ချက်တွေကနားမလဲသဘောမပေါက်လို့ရှိရင်ဘယ်လိုလုပ်တိဆောက်ရဖြစ်ပါမလဲဟုတ်တယ်မလားတိဆောက်ရဖြစ်ဖို့ရန်အတွက်ကိုနားလဲသဘောပေါက်ဖို့လိုတယ်ဒါကြောင့်မလို့ဘာသာအမျိုးမျိုးသောဘာသာစကားနဲ့ပြောဆိုတဲ့လူရှိလို့ရှိရင်2ယောက်ကနေ3ယောက်အထိဘာသာပြန်ရှိပါစေလို့မပြောဘူးလားဟုတ်ဆိုတော့အကယ်၍ဘာသာစကားတရမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်သွားပြီးတော့ဘာသာပြန်မလဲတွေ့လားဘာသာပြန်ကပြောဆိုနေတဲ့လူရဲ့ဘာသာကိုနားလည်ပြီးတဲ့အခါမှာလူပရိသတ်နားလည်တဲ့ဘာသာစီတို့ပြန်ပေးရမှာဖြစ်တယ်ဘာသာပြန်ဆိုတာတွေ့လားအကယ်၍ပြောဆိုနေတဲ့ဥစ္စာကဘာသာစကားမဟုတ်ဘဲနဲ့blue blee blah တွေဖြစ်နေမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ဘာသာပြန်နိုင်စရာအကြောင်းရှိမလဲတွေ့လား
ဆိုတော့ဒီညမှာတို့ကြည့်မယ်ဆိုလို့ရှိရင်နော်ဘာသာပြန်မရှိဘူးဆိုလို့ရှိရင်ဘာဖြစ်လဲတိတ်တိတ်နေပါစေဆိုတော့ဆိုတာမတွေ့ရဘူးလားဟုတ်တွေ့ရတယ်ကောင်းပြီဆိုတော့ဒီညမှာတော်တော်များများသောဒီအမျိုးမျိုးသောဘာသာစကားကိုနော်ဒီအသုံးပြုဖို့ကြိုးစားနေတဲ့သူတွေကသူတို့ကဘာပြောလေးရှိလဲဆိုလို့ရှိရင်ပြောတဲ့သူတော်နားမလည်ဘူးလို့ပြောတယ်အဲ့ဒါဘယ်အချက်ကပြောလဲဆိုလို့ရှိရင်ခဏလေးနော်တို့ပြန်လာခဲ့မှာခဏလေးအာ Good morning. Oh, okay. You already have. Come on. Come on here and give her what she wants. So, နော်ဘာသာစကားတစ်ခုခုဖြစ်ကိုဖြစ်ရမယ်ဆိုတော့ဆိုတာတွေ့ရတယ်ဒါပေမဲ့အချို့သောသူတွေကအဲ့ဒါကိုစူးစမ်းပြည့်အောင်မှလေ့ကျင့်နေတဲ့သူတွေကဘာပြောလဲဆိုရင်ငယ်နှစ်ကိုဖတ်ကြည့်အောင်အခန်းကြီး14ရဲ့ငယ်နှစ်ကို အကြောင်းမူကားခြားသောဘာသာစကားအဖြစ်ပြောသောသူသည်လူတို့အားမပြောဘုရားသခင်အားပြော၏သူ၏စကားကိုအဘယ်သူမျှနားမလဲအနေသောအရာတို့ကိုဝိညာဉ်တော်အားဖြင့်ပြော၏တွေ့လားဆိုတော့အဲ့ဒီအချက်ကိုအသုံးပြုပြီးတဲ့အခါမှာ तू ကဘယ်သူမှနားမလဲလို့ပြောတယ်တွေ့လားဟုတ်နောက်တစ်ခုကလူတို့အားပြောတယ်မဟုတ်ဘူးဘုရားသခင်အားပြောတာဖြစ်တယ်လို့ပြောတယ်နည်းနည်းသောအရာဟုတ်ပြီနော်ဆိုတော့အဲ့ဒီအသုံးနှုန်းကိုယူပြည့်တော့မှတွေ့ရမဟုတ်လားပြောတဲ့လူတော်နားမလဲဘူးဆိုတဲ့ဥစ္စာကိုတို့ကဒီအချက်ကနေယူပြီးတော့ပြောကြတယ်ဆိုတော့ဒါမဲ့ဒီအချက်မှာလဲကျွန်တော်တို့သေချာဂယုစိုက်ကြည့်လိုက်လို့ရှိရင်ဘာတွေ့ရမလဲဆိုလို့ရှိရင်ဖျားသခင်အားပြောတယ်လို့ပြောတယ်တွေ့လားလူတို့အားပြောတာမဟုတ်ဘူးလို့ပြောတယ်တွေ့လားဟုတ်ဆိုတော့လူတယောက်ကဖျားသခင်ကိုစကားပြောမယ်ဆိုလို့ရှိရင်မှန်လို့ရှိရင်တော့ तू မသိတဲ့ဥစ္စာဖျားသခင်ကိုပြောနိုင်စရာလမ်းရှိပါမလားမရှိနိုင်ဘူးဆိုတော့ तू သိမှသာလျင်ဘုရားသခင်ကိုသူပြောဆိုနိုင်မှာမဟုတ်ဘူးလားဟုတ်နော်ဒီပြောဆိုချက်တွေက तू ကိုယ်တိုင်သိတယ်ဆိုတဲ့ဥစ္စာကိုသဘောပေါက်ဖို့လိုတယ်လူတို့အားပြောတယ်မဟုတ်ဘူးဆိုတဲ့ဥစ္စာပြောတဲ့လူမပါဘဲနဲ့ကြားနာနေတဲ့လူတွေကိုပြောတာမဟုတ်ဘူးလို့ပြောတာရမလားဟုတ်ဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လူတို့အားပြောတယ်မဟုတ်ဘူးဘုရားခင်အားပြောတယ်ဆိုတဲ့ဥစ္စာ तू ဘာကိုဆိုလိုလဲဘာကိုပြောနေတယ်ဆိုတာသူကိုယ်တိုင်ကနားလေသဘောပေါက်ရမယ်ဆိုတော့ဆိုတာတွေ့ရတယ်။ရမလား။ဟုတ်ဒါလည်းမကောက်စောစောဖတ်တဲ့ကျမ်းပိုက်အားဖြင့်ဆိုလို့ရှိရင်နော်နှစ်ယောက်ကနေသုံးယောက်အထိဘာသာပြန်ရှိပါစေလို့ပြောတယ်။ဟုတ်ပြီနော်။ဟုတ်ဆိုနှစ်ယောက်ကနေသုံးယောက်အထိဘာသာပြန်ရှိပါစေဆိုတဲ့အခါမှာနော်သူပြောတဲ့လူမပြောနဲ့ကျန်တဲ့ဘာသာပြန်မဲ့လူကလည်းနားလဲရမယ်ဆိုတဲ့ဥစ္စာမတွေ့ရဘူးလားတွေ့ရတယ်ဆိုတော့ကြောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘာသာစကားတစ်ခုခုဖြစ်ရမယ်ဆိုတဲ့ဥစ္စာပေါ်လွင်လာတွေ့ရတယ်ဆိုတော့အဲ့ဒီအတိုင်းပဲဥစ္စာကြောင်ကြည့်မယ်ဆိုလို့ရှိရင်အခန်းကြီး2ကိုပြန်သွားလိုက်ရင်တမန်တော်2ကိုပြန်သွားလိုက်လို့ရှိရင်တမန်တော်2မှာဟုတ်ပြီနော်ပင်တေကုတ်တွေပွဲနေ့မှာနော်ဒီတမန်တော်တွေအပေါ်မှာသန့်ရှင်းသောဝိညာဉ်တော်တက်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်နော်လူက24မှာရောတမန်တော်တက်ထမ်းမှာရောပြောထားတဲ့အရာအထက်ကနေပြီးတော့သူတို့တကိုးကိုရတဲ့အချိန်မှာဆိုလို့ရှိရင်အမျိုးမျိုးသောဘာသာစကားနဲ့သူတို့ပြောဆိုကြတယ်လို့ပြောတယ်တွေ့လားဆိုတော့ဒီညမှာသူတို့အမျိုးမျိုးသောဘာသာစကားနဲ့ပြောဆိုကြတဲ့အခါမှာ
နော်အဲ့ဒီမှာရောက်နေတဲ့ Jews တွေကသူတို့အံ့ဩကြတယ်လို့ပြောတယ်နော်ဒီမှာတခုဗမာလိုနည်းနည်းအားနည်းတဲ့ဘာသာပြန်တစ်ချက်ကနော်ငယ်လေးမှာသူတို့အထက်ကနေတကိုးကိုရတဲ့အခါမှာဆိုလို့ရှိရင်အမျိုးမျိုးသောဘာသာစကားပြောဆိုခွင့်ကိုရပြီးတဲ့အခါမှာနော်သူတို့ကတရားဟောကြတယ်လို့ပြောတယ်တွေ့လား ဟုတ် တကယ်တမ်းကြလို့ရှိရင်ပင်တေကုတ်တွေပွဲနေမှာကျွန်တော်ကြည့်လိုက်လို့ရှိရင်တရားဟောတဲ့သူကပေတရုတယောက်တည်းတရားဟောတာကိုတွေ့ရတယ်။နော်အခန်းငယ်14ကနေစပြီးတော့မှအခန်းငယ်36ထိပေတရုကပထမဦးဆုံးသောဧဝံဂေလိတရားကိုသူစဖွင့်တာဖြစ်တယ်။ကျွန်တော်တို့မမေ့ကြစို့နဲ့နော်မဿဲ16ငယ်18မှာဆိုလို့ရှိရင် Jesus ကနေပြီးတဲ့နောက်မှာနော်ဤကြောက်ပေါ်မှာငါရဲ့အသင်းတော်ကိုငါတီဆောက်မယ်လို့ပြောပြီးတဲ့အခါမှာတစ်ဆက်တည်းမှာသူပါဆက်ပြောလဲဆိုလို့ရှိရင်နော်ဒီမရဏနိုင်ငံတွေဟာတကားဟာမနိုင်ရလို့ပြောတယ်အဲ့ဒီအပြင်ကိုဗာပြောသေးလဲပေတရုအားနော်နိုင်ငံတော်ရဲ့တော့တွေကိုပေးမယ်လို့မပြောဘူးလားပြောရတယ်ဗျတော့ပေတရုကပင်လေကုတ်တွေပွဲနေမှာပထမဦးဆုံးသောဧဝံဂေလိတရားကိုစဖွင့်လာတွေ့ရတယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒါကကျွန်တော်တို့ဟလာအခုတမန်တော်နှစ်မှာငယ်14ကနေ36မှာပေတရုဟောတဲ့ဧဝံဂေလိတရားဟာပထမဦးဆုံးသောဧဝံဂေလိတရားပဲရမယ်နော်ဟုတ်ဆိုတော့ကောင်းပြီဟိုမပေါ်ပါလားအမကကင်မရာနဲ့ပြန်ဖွင့်ပြပါဦးကင်မရာပိတ်နေရပြီမြင်ရတယ်အောင်မခန့်အားလုံးနေကောင်းနေနော်အောင်မခန့်ဟုတ်ကောင်းနေဗျဒီလူကိုသိလားဟုတ်သိရဗျโอเคသွားလိုက်ဦးမယ်နော်โอเคအားလုံးနှုတ်ဆက်ပါတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့တော်ပြီဆိုတော့ဒီမှာသူတို့ပင်နေကုတ်တွေပွဲနေမှာတမန်တော်တွေကအမျိုးမျိုးသောဘာသာစကားနဲ့ပြောဆိုတဲ့အခါမှာတော့ကြားတဲ့လူတွေကသူတို့ရဲ့ဘာသာစကားနဲ့ကြားရတဲ့အခါမှာသူတို့အံ့ဩနေကြတယ်လို့မပြောဘူးလားဟုတ်အံ့ဩနေတဲ့အခါမှာလူတွေကပို့ပြီးတော့မှစုဝေးလာတယ်ဆိုတော့ဒီမှာသူတို့မေးလိုက်တဲ့မေးခွန်းကငယ်9ကိုကြည့်အောင်လူထိုလူအပေါင်းတို့သည်ထိုလူအပေါင်းတို့သည်အံ့ဩမိန်မောတွေ့ဝေလျက်ရှိ၍ယခုဟောပြောသောသူအပေါင်းတို့သည်ဂါလိလဲလူဖြစ်ကြသည်မဟုတ်လားဟုတ်ပြီဆိုတော့အဲ့ဒါတို့ပြီးခဲ့တဲ့ပတ်ကပြထားပြီးထင်တယ်နော်ဂါလိလဲလူတွေမဟုတ်ဘူးလားအခုစကားပြောဆိုနေတဲ့လူတွေကတွေ့လားဟုတ်ဆိုတော့ဒီမှာတို့ကြည့်လို့ရှိရင်နော်ဒီဂါလိလဲလူတို့ဆိုတဲ့ဥစ္စာကအခန်းကြီး1ထဲမှာငယ်7မှာဝတ်လုံပြူနဲ့2ယောက်ကJesus ကောင်းကင်ကိုတက်သွားတဲ့အခါမှာငေးမောကြည့်နေတဲ့သူတွေကိုနှုတ်ဆက်လိုက်တဲ့အသုံးနှုန်းဖြစ်တယ်အခန်းကြီး1ရဲ့ငယ်7ကိုတစ်ချက်ပြန်ဖတ်ကြည့်အောင်အိုဂါလိလဲလူတို့အဘယ်ကြောင့်ကောင်းကင်သို့ကြည်မြော်လျက်နေကြသနည်းသင်တို့နှင့်ခွာ၍ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူသောထိုယေရှုသည်သင်တို့မျက်မှောက်၌ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူတဖန်ကြွလာတော်မူလက်တန်းဟုပြောဆို၏ဟုတ်ပြီဆိုတော့ဒီညမှာသင်တို့ဆိုရဲဝတ်လုံပြူနဲ့သူ2ယောက်ကနှုတ်ဆက်လိုက်တဲ့သူတွေကဘယ်သူတွေလဲတမန်တော်တွေပဲဆိုတဲ့ဥစ္စာတွေ့ရတယ်ဟုတ်လားငယ်4နဲ့5မှာတမန်တော်တွေကိုယေရှုကစုဝေးစေပြီးမှယေရုရှလင်မှာမထွက်သွားပဲခမည်းတော်ရဲ့ဂတိကိုစောင့်နေဖို့ရန်အတွက်မှာကြားတာတွေ့ရတယ်တွေ့လားငယ်4နဲ့5မှာလုံးကဆိုငယ်8မှာဆိုလို့ရှိရင်သူတို့အထက်ကနေပြီးတော့တကိုးကိုရတဲ့အချိန်မှာသူတို့တန်ရှင်သောဝိညာဉ်တော်သူတို့အပေါ်သက်ရောက်ပြီးတော့သူတို့ကယေရုရှလင်မှာယူဒာရှမာရိမြေကြီးစွန်းတိုင်အောင်နော်ယေရှုရဲ့သက်သေများဖြစ်ကြလိမ့်မယ်လို့ပြောတယ်တမန်တော်တွေပဲအတွက်လားဆိုအဲ့ဒီတမန်တော်တွေကိုဝတ်လုံပြူ2ယောက်ကအိုဂါလိလဲလူတို့လို့မခေါ်လိုက်ဘူးလား
ဆိုတော့ကောင်းပြီအခုကျွန်တော်အခန်းကြီး2ရောက်တဲ့အခါမှာလဲငယ်9မှာဆိုလို့ရှိရင်အခုစကားပြောဆိုနေကြတဲ့သူတွေကနော်အမျိုးမျိုးသောဘာသာစကားပြောဆိုနေတဲ့သူတွေကဂါလိလဲလူတွေမဟုတ်ဘူးလားလို့ပြောတော့တမန်တော်တွေကိုညှို့နေတယ်ဆိုတာမတွေ့ရဘူးလား ဟုတ်တွေ့ရ ဟုတ်ပြီနော်ဆိုတော့အဲ့ဒီအချိန်မှာအနီးဆက်ဆုံးရှိနေတဲ့နော်ကျမ်းစာရဲ့အသွားအလာမှာအနီးဆက်ဆုံးရှိနေတဲ့သူတွေကအားလုံး120ကိုလည်းတွေးနိုင်တယ်ရမယ်နော်ဒါပေမဲ့ဒီနေရာမှာ120လုံးမပါဘူးဆိုတဲ့ဥစ္စာပေါ်လွင်တယ်ဘာကြောင့်လဲဆိုရင်ဒီ120ထဲမှာဆိုလို့ရှိရင်နော်မာရီတို့မေရီမာသာတို့နော်နောက်ပြီးတော့မှာဒီလာဇာရပ်စ်တို့နောက်ပြီးတော့ကျန်တဲ့ညီအကိုလေးဆိုတဲ့ဥစ္စာကနော်ဒီအားလုံးကယူဒပြည်ကလူတွေမဟုတ်ဘူးဂါလိလဲsorry ဂါလိလဲပြည်ကလူတွေမဟုတ်ဘူးတွေ့လားဘာကြောင့်လဲဆိုဂါလိလဲကိုရောက်ဖို့ဆိုတဲ့ဥစ္စာကဂျားထဲမှာရှမာရိခံနေသေးတယ်ရှမာရိအောက်မှာကျမှယူဒပြည်ဖြစ်တယ်အခုဖြစ်ပျက်နေတဲ့ဥစ္စာကယူဒပြည်မှာဖြစ်ပျက်နေတာဟုတ်ပြီနော်ဆိုတော့အဲ့ဒီထဲမှာ120လုံးထဲမှာဆိုယူဒလူတွေအများကြီးပါတယ်တွေ့လားဆိုတော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဂါလိလဲလူတို့ဆိုတာတမန်တော်တွေပဲဆိုတဲ့ဥစ္စာပေါ်လွင်တယ်ကောင်းပြီဆိုတော့တမန်တော်တွေဟာနော်သူတို့အမျိုးမျိုးသောဘာသာစကားနဲ့သူတို့ပြောဆိုကြတာကိုဒီဂျူးတွေကကဘာရက်ကရောက်နေတဲ့စောစော16နေရာကရောက်နေတဲ့ဂျူးတွေကသူတို့အလားအံ့ဩကြတယ်သူစောစောဖတ်တယ်လို့ပဲငယ်6မှာရောငယ်အလား8မှာကောငယ်7မှာကောသူတို့မိမိဟာလာမွေးဖွားတဲ့ကြီးပြင်းလာတဲ့သူတို့မိမိဇာတိချက်မြုပ်ဘာသာစကားအားဖြင့်ပြောဆိုနေကြတယ်ဆိုတော့သူတို့ကြားနေကြရတယ်ဟုတ်ပြီနော်ဒါဟာသူတို့အထက်ကနေတကိုးရပြီးတဲ့အခါမှာသူတို့ဟာလာယေရှုရဲ့သက်သေများစပြီးတော့မှအလုံးလုံးနေပြီဆိုတော့မပေါ်လွင်ဘူးလားဟုတ်တမန်တော်တွေပဲဟုတ်ပြီနော်ကောင်းပြီဆိုတော့ဒီညမှာကျွန်တော်ကြည့်လိုက်လို့ရှိရင်သူတို့အနေနဲ့ဟာလာဒီအမျိုးမျိုးသောဘာသာစကားလို့ဟာလာအသုံးပြုထားတဲ့အချက်ကဘာသာစကားတစ်ခုဖြစ်ကိုဖြစ်ရမယ်ဆိုတော့ဆိုတာသိရတယ်ရမယ်နော်ဟုတ်အဲ့ဒါကောင်းကောင်းနားလည်ရလားဟုတ်နားလေဟုတ်ပြီဆိုတော့ဒီညမှာနော်ဥစားအဲ့ဒီမှာသူတို့ရှုပ်ထွေးလာတဲ့အခါကျတော့အချို့ကဘာပြောလဲဆိုလို့ရှိရင်ငယ်73မှာဆိုလို့ရှိရင်ဒါသူတို့အရက်မူးနေကြတာပါလို့ပြောတယ်ဟုတ်ပြီနော်ဆိုတော့ငယ်14မှာအဲ့ဒီအခါကျတော့ပေတျုကကျန်တဲ့တမန်တော်17ယောက်နဲ့အတူထပြဲတော့မှာသူတို့ဥစားဘာပြောဆိုတယ်လဲသူယူဒပြည်သားတွေယေရုရှလင်မှာရှိနေတဲ့သူတွေဆိုပြဲတော့မှသူမိတ်ဆက်လာတွေ့ရတယ်ငယ်14ကိုဖတ်လိုက်ကြည့်အောင်တတိတပါတော့တမန်တော်တို့နဲ့တကွဒီယူဒီလေထိုတို့ကိုကျေတော်တန်ဟောပြောဒီကယေရုရှလင်မြို့သားတို့နေကတော့တင်တော်ဒီမစကားကိုစစ်စစ်နာခံကြလောက်ဟုတ်ပြီဆိုတော့ဒီနေရာမှာပေတျုစပြီးတော့တရားဟောတော့မယ်သူစကားကိုနားထောင်ကြပါဆိုပြီးတော့မှသူပြောတာတွေ့ရတယ်ဆိုတော့ငယ်15နဲ့15မှာဆိုလို့ရှိရင်တော့ဒီအချိန်ဟာအရက်သောက်တဲ့အချိန်မဟုတ်သေးဘူးเนาะဒီတတိယနာရီပဲရှိသေးတယ်လို့ပြောတယ်ဗမာလိုကတော့တစ်ချက်တီးလို့ပြောထားတာတွေ့ရတယ်ရမလားဘယ်အပေါ်မှာမူတည်ပြီးတစ်ချက်တီးလို့ဘာသာပြန်ထားလဲတော့မသိဘူးเนาะဥစားမှာကျတော့တတိယနာရီဆိုတဲ့ဥစ္စာကမနေ့9နာရီပဲရှိသေးတယ်ဆိုတဲ့ဥစ္စာပေါ်လွင်တယ်ရမလားတတိယနာရီပဲရှိသေးတယ်ဒါအရက်တောက်တဲ့အချိန်မဟုတ်ဘူးဆိုတော့အဲ့ဒီမှာငယ်16မှာပေတျုကအခုဖြစ်ပျက်ခြင်းကဘာရေလို့သူအတီးပြုလိုက်လဲငယ်16ကိုကြည့်အောင်ဒီအရာကပရောဖက်ယောလာဟောပူသောအရာဖြစ်သည်ဟုတ်ပြီဆိုတော့ပရောဖက်ယောလာဟောပြောဘူးသောအရာဖြစ်တယ်ဆိုပြီးတော့မှသူပြောတယ်
So prophet ယောလဟောပြောမှုတဲ့အရာကဘာလဲငယ်16ကိုဖတ်ကြည့်အောင် ဟောဘူးသောအချက်ကံကာလ၌လူမျိုးတကာတို့အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုငါသွန်လောင်းမည်သင်တို့၏သားသမီးတို့သည်ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်အသက်ငယ်သောသူတို့သည်ဗျာဒိတ်ယူပါယုံတို့ကိုမြင်ရကြလိမ့်မည်အသက်ကြီးသောသူတို့သည်လည်းနမိတ်အိမ်မက်တို့ကိုမြင်မှတ်ရကြလိမ့်မည် ဟုတ်ပြီဆက်ပါဆက်ဖတ်လိုက်ပါအဲ့ဒါတွယ်လေးဖြစ်နေကာလည်းငါ၏အမှုကိုစံတော်မလို့ပေါ်တော့ငါ၏ဝိညာဉ်၍သူတို့သည်ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည် ဟုတ်ပြီဆိုတော့ဒီနေရာမှာဒီအရာတွေဟာနော်နမိတ်လက္ခဏာတွေဖြစ်တယ်ဆိုတဲ့ဥစ္စာတို့တွေတွေ့ရတယ်ဥပမာဆိုလို့ရှိရင်နော်ဒီသားသမီးတွေအပေါ်မှာလူမျိုးပေါင်းအပေါ်မှာဟာလာဒီဝိညာဉ်တော်ကိုသွန်လောင်းနေဆိုတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့မှာနော်သားတွေလည်းပါသလိုသမီးတွေရောမပါဘူးလား ဟုတ် နော်သွန်လောင်းခြင်းခံရမဲ့သူတွေကဟုတ်ပြီနော်ကောင်းပြီဒါဆိုလို့ရှိရင်တို့တွေကြည့်လိုက်ရင်နော်သားတွေသမီးတွေအပေါ်မှာအလားတန်ရှင်သောဝိညာဉ်တော်ကိုသွန်လောင်းမယ်လို့သူပြောတဲ့ဥစ္စာနော်ဒီလူအပေါင်းအပေါ်မှာသွန်လောင်းမယ်ဆိုတဲ့ဥစ္စာကနော်ဘယ်အချိန်မှာသွန်လောင်းမယ်လို့ပြောလဲယောလာဟောပြောဘူးသောအရာနောင်ကာလတလားအဲ့ဒါကနောက်ဆုံးသောကာလကိုညွှန်းနေတဲ့အသုံးအနှုန်းဖြစ်တယ်ဟုတ်ပြီနော်တို့လေအရင်သွားကြည့်ဘူးလားဟိုယောလာဟောပြောဘူးတဲ့အရာဆိုတဲ့ဥစ္စာဟုတ်သွားကြည့်အောင်သွားဘူးလေနော်ယောလာအခန်းကြီး2ထဲမှာငယ်28 29 30ဟုတ်ပြီနော်ဆိုတော့အဲ့ဒီမှာကျွန်တော်တွေ့ရတယ်ဒါကိုပေတျုကအဲ့ဒီကနေပြန်ကောက်ထားတာဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီမှာကြည့်လိုက်လို့ရှိရင်နော်ဒီအကြောင်းအရာတွေတွေ့ရတယ်ဆိုတော့ယောလာကအဲ့ဒါကိုကြိုပြဲလာမှာဟောလိုက်တဲ့ဥစ္စာအဲ့ဒီအရာဖြစ်တယ်လို့ပေတျုကအတည်ပြုလိုက်တာတွေ့ရတယ်ဟုတ်ပြီနော်ကောင်းပြီဆိုတော့ဒါကိုကျွန်တော်တို့နည်းနည်းအလေးထားဖို့လိုလာပြီဟုတ်ပြီနော်ဆိုတော့ဘာကိုအလေးထားရမလဲဆိုတဲ့ဥစ္စာကဒီတန်ရှင်သောဝိညာဉ်တော်ကိုသူတို့အပေါ်မှာသွန်လောင်းနေဆိုတဲ့အမှုနဲ့ပတ်သက်ပြီးရင်တော့မှာနော်သူတို့ဘလို့ဒီတန်ရှင်သောဝိညာဉ်တော်သွန်လောင်းခြင်းကိုခံရမလဲဆိုတဲ့ဥစ္စာကမေခွန်းတင်စရာဖြစ်လာပြီတွေ့လားဘာကြောင့်လဲဆိုလို့ရှိရင်တန်ရှင်သောဝိညာဉ်တော် baptism အပြင်တမန်တော်တွေကတော့နမိတ်လက္ခဏာလှုပ်ဆောင်နိုင်မယ်ဆိုတဲ့ဥစ္စာတွေ့ရတယ်ရမလားဒီသားမီးအပေါ်မှာဒီနောက်ဆုံးသောကာလမှာတော့တန်ရှင်သောဝိညာဉ်တော်သွန်လောင်းနေဆိုတဲ့အခါကျတော့သူတို့ကြတော့တန်ရှင်သောဝိညာဉ်တော် baptism ခံရဖို့မဟုတ်ဘူးဒါမဲ့ဒီတန်ရှင်သောဝိညာဉ်တော်သွန်လောင်းခြင်းကိုသူတို့ဘယ်လိုခံရမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့သိဖို့လိုတယ်ရမလားဆိုတော့ကျွန်တော်တို့ဒီဥစ္စာကကျွန်တော်ခဏလေးကြားဖြတ်လေးအရင်သွင်းထားပေးမယ်နောက်မှကျွန်တော်ဖြည်းဖြည်းအဲ့ဒီဥစ္စာကိုရှင်းလာပေးမယ်ကျွန်တော်တမန်တော်ဝတ္ထုခန်းကြီး8ကိုသွားရအောင်ကြားလာမယ်နော်တမန်တော်ဝတ္ထုခန်းကြီး8မှာကျွန်တော်တို့ဟာလာဒီငယ်7နဲ့73ကိုအရင်ဖတ်ရအောင်ဒါရှင်မာရိကိုဥစားသူတို့တက်တဲ့ခံရောက်တဲ့အခါမှာဘလူတွေဟာလာဒီခရစ်တော်အကြောင်းကိုအဲ့ဒီမှာဘဒူဟောပြောနေလဲဆိုတာတွေ့ရမယ်ငယ်7နဲ့73ကိုဖတ်ကြည့်အောင်ဖိလပိုဒီနိုင်ငံတော်နဲ့၎င်းယေရှုခရစ်၏နာမကိုဆက်ဧဝံဂေလိတရားကိုဟောပြော၍ထိုသူတို့သည်ယုံကြည်သောအခါယောက်ျားမိန်းမတို့သည်ပဋိသင်္ကိုခံကြ၏ရှီမုန်သည်လည်းကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ပဋိသင်္ကိုခံပြီးမှဖိလပိုထံ၌မိဝဲစီခဲ့သဖြင့်ထူးဆန်းသောတကူကြီးသောနမိတ်လက္ခဏာများကိုမြင်၍မိန်းမောတေဝေလျက်ရှိလေ၏ဟုတ်ပြီဆိုတော့ဒီညမှာဖိလစ်ကရှေမာရိမှာသွားပြီးတဲ့နောက်မှာနိုင်ငံတော်နဲ့ပတ်သက်တဲ့ယေရှုအကြောင်းကိုဟောပြောတယ်လို့သူပြောပြတယ်တွေ့လားဆိုတော့ဒီမှာတဲ့အချက်ကကျွန်တော်သိဖို့ရန်က
Philip ကတမန်တော်တယောက်မဟုတ်ဘူးဆိုတဲ့ဥစ္စာကိုနည်းနည်းသတိထားကြည့်ဖို့လိုတယ်။ဘာကြောင့်လဲဆိုရင်တမန်တော်တွေထဲမှာလည်း Philip ဆိုတဲ့ဥစ္စာတော့ပါတယ်။ဒါပေမဲ့ဒီ Philip ကတမန်တော် Philip မဟုတ်ဘူး။ရမယ်နော်။တော့အဲ့ဒါပြပေးမယ်။ ဟုတ် ဆိုတော့ရှင်မာရိမြို့သူမြို့သားတွေကဒီရှိမုန်မောဆရာကသူတို့ကဟာယုံကြည်ပြီးတဲ့နောက်မှာ baptism ခံကြတယ်လို့မပြောဘူးလား baptism ခံတဲ့အခါမှာသူတို့ဘာကိုရသလဲတမန်တော်ဝတ္ထုခန်းကြီးနဲ့ငယ်38ကိုကြည့်အောင်ဒီပြန်ခဏလေးဒီဒါကိုလည်းကင်လာနော်တမန်တော်နဲ့ငယ်38မှာတော့ဘာတွေ့ရလဲဆိုလို့ရှိရင်နော်ဒီယေရှုကိုယုံကြည်သွားတဲ့သူတွေကိုနော်စိတ်နှလုံးပူပန်ခြင်းရှိနေကြတဲ့အချိန်မှာသူတို့ယုံကြည်သွားတဲ့သူတွေကိုသူတို့ရဲ့အပြစ်လွတ်ဖို့ရန်အတွက်ကိုတရားမျှမကျွင်းနောင်တရ၍ယေရှုနာမ၌ဘက်ပတိဇမ်ကိုခံကြပါလို့သူပြောတာတွေ့ရတယ်။နော်အခန်းကြီး2ရဲ့38မှာ38ကိုဖတ်ကြည့်ကြအောင်။ ပေတရုကလည်းတင်တို့၏အပြစ်ကိုလွတ်စေခြင်းကနောင်တရ၍တယောက်မှမကျင်းယေရှုခရစ်၏နာမ၌ပတိဇံကိုခံကြလော့တို့ပြုလျင်တန်ရှင်သောဝိညာဉ်တော်ဒီဟုသောဆုကျေးဇူးတော်ကိုခံရကြလိမ့်မည်ဟုတ်ပြီဆိုတော့ဒီမှာကျွန်တော်တို့သတိပြုဖို့ရန်အတွက်ကနော်ပေတရုဒီနေရာမှာမိမ့်မှားနေတဲ့သူတွေကနော်ယေရှုကိုယုံကြည်လက်ခံသွားပြီဆိုတဲ့ဥစ္စာထင်ရှားနေပြီတွေ့လားသူတို့စိတ်နှလုံးပူပန်ကြပြီသူတို့ဘာလို့ရမလဲလို့ထားပြောမေးတယ်ပေတရုမှစဂျန်တဲ့တမန်တော်တွေကိုမေးတဲ့အခါမှာပေတရုကဟာလာမင်းတို့အပြစ်လွှတ်ဖို့ရန်အတွက်တွေ့လားယေရှုကိုယုံကြည်လက်ခံသွားရုံနဲ့အပြစ်လွှတ်ခြင်းမရသေးဘူးဆိုတာတွေ့ရတယ်သူတို့အပြစ်လွတ်ချင်းခံရဖို့အတွက်ကဘာလို့ရမလဲတရားများမကျွင်နောင်တရပြီးတဲ့နောက်မှာယေရှုနာမ၌ဘက်ပတိဇမ်ကိုခံဖို့ဆိုတဲ့ဥစ္စာသူမိန့်မှားတာကိုမတွေ့ရဘူးလားဟုတ်ပြီနော်ဆိုတော့သူတို့ဘက်ပတိဇမ်ကိုခံမယ်ဆိုလို့ရှိရင်သူတို့ဘာရမယ်လို့ပြောလဲတန်ရှင်သောဝိညာဉ်တော်ဘာမှလို့ဘယ်လိုပြောလဲတန်ရှင်သောဝိညာဉ်တော်ဒီဟုသောဆုကျေးဇူးတော်ကိုခံရကြလိမ့်မည်ဟုတ်ပြီတန်ရှင်သောဝိညာဉ်တော်ဒီဟုသောဆုကျေးဇူးလို့မပြောဘူးလားဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့နည်းနည်းတဲကွဲကွဲထင်ထင်ရှားရှားပထမကလေးကမြင်တွေ့နိုင်အောင်ကျွန်တော်ဗာပြပေးခြင်းလဲဆိုလို့ရှိရင်တန်ရှင်သောဝိညာဉ်တော်ကိုဆုကျေးဇူးအနေနဲ့ရတာဖြစ်တယ်ရမလားနော်တန်ရှင်သောဝိညာဉ်တော်ကပေးတဲ့နော်ဆုကျေးဇူးများကိုရတာမဟုတ်ဘူးတွေ့လားအဲ့ဒီနှစ်ခုကကွာခြားတယ်ကျွန်တော်ပြပေးမယ်ဟုတ်ပြီနော်ဆိုတော့တန်ရှင်သောဝိညာဉ်တော်ဒီဟုသောဆုကျေးဇူးကိုရတယ်ဆိုတဲ့ဥစ္စာကလူတယောက်ကယုံကြည်ပြီးရဲ့နောက်မှာနောင်တရပြီးရဲ့နောက်မှာယေရှုနာမ၌ဘက်ပတိဇမ်ကိုခံမယ်ဆိုလို့ရှိရင်တန်ရှင်သောဝိညာဉ်တော်ကသူ့ထဲကိုဝင်ရောက်ကိန်းအောင်ပြီးတဲ့အခါမှာနော်သူ့အနေနဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့တစိ့ခတ်ခြင်းကိုခံရတယ်ဟုတ်ပြီနော်ဆေယံသားခြင်းကိုခံရတယ်အေဖက်တစ်ထမှာငယ်7-73အင်မတန်ရှင်းတယ်ဟုတ်ပြီနော်ဆိုတော့တန်ရှင်သောဝိညာဉ်တော်ကိုစုကျေးဇူးအနေနဲ့ရတာဖြစ်တယ်ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ဒီဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ဟာဖျားဒီသူမပိုင်တော့ဘူးတန်ရှင်သောဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်သွားပြီတွေ့လားခရစ်တော်သူ့ရဲ့အသွေးနဲ့ဝယ်ယူခြင်းခံလိုက်ရပြီဖျားခင်ပိုင်ဖြစ်သွားပြီသူ့ထဲကိုတန်ရှင်သောဝိညာဉ်တော်ဝင်ရောက်ပြီးတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ဤဗိမာန်တော်ဖြစ်သွားပြီဒါကြောင့်မလို့ခန္ဓာကိုယ်ကိုဖြည့်ဆည်းမဲ့သူရှိလို့ရှိရင်ဘုရားခင်သူ့ကိုဒဏ်ခတ်လိုက်မယ်ဆိုတဲ့ဥစ္စာကျွန်တော်တွေ့ရတယ်ရမလားဟုတ်ဆိုအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကိုစုကျေးဇူးအနေနဲ့ရတယ်ဆိုတဲ့ဥစ္စာကနမိတ်လက္ခဏာလုံနိုင်တာနဲ့ဘာမှမဆိုင်ဘူးတွေ့လားဟုတ်နော်နမိတ်လက္ခဏာနဲ့လုံးဝမပတ်သက်ဘူးနော်တန်ရှင်သောဝိညာဉ်တော်ကိုစုကျေးဇူးအနေနဲ့ရတာဖြစ်တယ်ဒါမဲ့ကျွန်တော်တို့အခုအခန်းကြီး8မှာနော်ကျွန်တော်တို့ဒီဖိလစ်က
နိုင်ငံတော်နဲ့ဟာဒီခရစ်တော်အကြောင်းကိုဟောပြောတဲ့အခါမှာဒီလူတွေက baptism ယုံကြည်ပြီးတော့မှ baptism ခံရတယ်လို့ပြောလို့တဲ့အခါမှာသူတို့အနေနဲ့ဒီတန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရပြီမဟုတ်ဘူးလား ဟုတ် ရမလားအောင်မခန့်ဟို ဟုတ် ကင်မရာပြန်ဖြစ်နေအေပဲပေါ်နေတယ် မြင်ရလား လိုင်ပွဲအဲ့ဒါဘာကြောင့်လဲသူအေပဲပေါ်နေတာ ကြည့်ရတာ internet ကြောင့်တင်တယ်သူပဲ ဟောရကိစ္စမရှိဘူးကြားရင်ရပါပြီနော် မြင်ရလားဒီဘက်တော့ဖွင့်တယ် မမြင်ရဘူးပိတ်ပြီးပြန်ဖွင့်ကြည့်ပါလား မဖွင့်လို့မရတာလားဘာဖြစ်တာလဲ ဒီမှာနှိပ်ကြည့် ရပြီရလိုက်ပိတ်လိုက်ဖြစ်နေခုရတယ် ဟုတ်ပြီကြားရတယ်နော် ဟုတ်ကြားရတယ် ကောမီဆိုဒီမှာရှင်မာရိမျိုးသူမျိုးသားတွေရဲ့ရှီမုံမော်ဆရာရဲ့သူတို့ baptism ခံကြပြီဆိုတဲ့အခါမှာသူတို့တန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရပြီဒါပေမဲ့ကျွန်တော်တို့ငယ်14နဲ့15နဲ့ဆက်ကြည့်အောင်ငယ် တော့အခါတကြိတ်တပါတော့တံပန်တော်တွင်တကွာပိတယုထလျက်သူတို့ကိုကျေသောအတန်နှင့် မောဟို ပြော လေ သည်က sorry တမန်တော်8ရဲ့ငယ်14 15တမန်တော်8ရဲ့ ကျမာရီမြို့သားတို့သည်ဖျားသခင်နှုတ်ကပတ်တော်တရားကိုခံယူကြပြီဟုယေရုရှလင်မြို့၌ရှိသောတမန်တော်တို့သည်သတင်းကြားလျှင်ပေတရုနှင့်ယောဟန်တို့ကိုဆေလွတ်ကြ၏ထိုမြို့သူမြို့သားတို့သည်သခင်ယေရှု၏နာမ၌ဗတ္တိဇံကိုခံယူမျှတာရှိသဖြင့်တစုံတစ်ယောက်သောသူအပေါ်၌တန်ရှင်သောဝိညာဉ်တော်သည်တက်ရောက်တော်မူသည်ဖြစ်၍တမန်တော်တို့သည်ကြလျင်ဝိညာဉ်တော်ကိုခံရမည်အကြောင်းထိုမြို့သူမြို့သားတို့အဖို့ဆုတောင်း၍ ဟုတ်ပြီဆိုတော့ဒီနေရာမှာ လက်ကိုတင်သောအဖြစ်သူတို့သည်တန်ရှင်သောဝိညာဉ်တော်ကိုရကြ၏ဟုတ်ပြီဆိုတော့ဒီနေရာမှာတို့တွေနည်းနည်းသက်သက်ကိုယ်သိအောင်ဟုတ်ပြီနော်ဟွာလဲလိုင်ပွဲလဲဟာလာသက်သက်ကိုယ်သိအောင်လို့တို့တွေနည်းနည်းကြည့်အောင်ဒီသူတွေဆိုတော့ရှင်မာရိမျိုးသူမျိုးသားတွေနဲ့နော်ဒီမော်ဆရာရှိမုံသူတို့ဟာနော်ခရစ်တော်ရဲ့နာမ၌ဘပ်တိဇမ်ကိုခံယူမျှတာရှိသေးတယ်ဆိုတဲ့အခါမှာသူတို့ကတော့တန်ရှင်သောဝိညာဉ်တော်ရနေပြီဆိုတော့ဆိုတာမပေါ်လွင်ဘူးလားတန်ရှင်သောဝိညာဉ်တော်ကိုစုကျေးဇူးအနေနဲ့ရထားပြီတွေ့လားဟုတ်ဒါပေမဲ့သူတို့အပေါ်မှာတန်ရှင်သောဝိညာဉ်တော်တက်ရောက်မှုမရှိသေးဘူးလို့ပြောတယ်တွေ့လားဟုတ်ရလားအဲ့ဒီစကလုံးကိုနည်းနည်းကျွန်တော်တဲကွဲတွေးရအောင်လို့နည်းနည်းလုပ်ရအောင်ဟုတ်ပြီနော်ဆိုတော့သူတို့အနေနဲ့ကျွန်တော်စောပြောလို့ပဲတန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုတော့ရပြီသူတို့ထဲကိုတန်ရှင်သောဝိညာဉ်တော်ဝင်ရောက်ကိန်းအောင်ပြီသူတို့ရဲ့ခန္ဓာကိုယ်ဟာတန်ရှင်သောဝိညာဉ်တော်ရဲ့ဗိမာန်ဖြစ်သွားပြီဒီတန်ရှင်သောဝိညာဉ်တော်ကိုဒဇိတ်ခတ်ခြင်းအနေနဲ့သူတို့ခံရပြီဆိုတော့ဆိုတာတွေးရတယ်ရမယ်နော်ဒါပေမဲ့သူတို့အပေါ်မှာတန်ရှင်သောဝိညာဉ်တော်တက်ရောက်မှုမရှိသေးဘူးတွေ့လားပင်နေကုတ်တွေပွဲနေမှာတန်ရှင်သောဝိညာဉ်တော်ကသူတို့အပေါ်မှာတက်ရောက်လာတယ်ဆိုတော့တက်ရောက်မှုဟာမရှိသေးဘူးဆိုတဲ့ဥစ္စာတွေးရတယ်ရမလားဆိုတော့ဘာလို့ ရလဲဆိုလို့ရှိရင်သူတို့ဒီအပေါ်မှာတန်ရှင်သောဝိညာဉ်တော်တက်ရောက်ဖို့ရန်အတွက်ကိုတမန်တော်တွေကလက်တင်ရတယ်ဆိုတာမတွေ့ဘူးလားဟုတ်ပြီနော်အခုကျွန်တော်ငယ်16 18နှစ်ခုကိုဖတ်ရအောင်
second လည်းပြန်ဖတ်လိုက်အောင် ထို second သူတို့အ section ပေါ်၌လက်ကိုတင်သောအဖြစ်ထိုသူအပေါ်၌လက်ကိုတင်သောအဖြစ်သူတို့သည်တန်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏ တမန်တော်တို့လက်ကိုတင်သောအဖြစ်တန်ရှင်းသောဝိညာဉ်တော်တက်ရောက်သည်ကိုရှိမုန်လျင်ငွေသူဆောင်ခဲ့၍ ဟုတ်ပြီနော်ဆိုတော့ဒီမှာတို့တွေဘာတွေ့ရလဲဆိုလို့ရှိရင်တမန်တော်ရဲ့လက်ကိုတင်ခြင်းအားဖြင့်သူတို့အပေါ်မှာတန်ရှင်သောဝိညာဉ်တော်တက်ရောက်စီကိုရှိမုံမြင်တွေ့ရတယ်လို့မပြောဘူးလား ဟုတ် ရမလားဆိုတော့ကျွန်တော်တို့တမန်တော်ဝုထုခန်းကြီးနဲ့ငယ်38မှာကျွန်တော်စောစောပြောတယ်နော်အယောက်3000လောက်သောယုံကြည်သူတွေနော်ကသူတို့ baptism ခံတဲ့အချိန်မှာတန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရတယ်ဆိုတဲ့ဥစ္စာကနော်မျက်စိနဲ့မြင်တွေ့ရတဲ့ဥစ္စာမဟုတ်ဘူးရမလား ဟုတ် သူတို့အပေါ်မှာတန်ရှင်သောဝိညာဉ်တော်ဆင်းသက်လာတဲ့ဥစ္စာကိုမျက်စိနဲ့မြင်တွေ့ရတဲ့အရာမဟုတ်ဘူးတွေ့လားဆိုတော့ဒီဥစ္စာကနော်တမန်တော်ရဲ့လက်တင်ခြင်းအပြင်တန်ရှင်သောဝိညာဉ်တော်ဆင်းသက်တာကိုနော်ဒီရှိမုံမြင်တွေ့တယ်လို့ပြောတယ်ပင်ဒီကုတ်တွေပွဲနေတော့အယောက်3000အပေါ်မှာတက်ရောက်တဲ့ဥစ္စာအယောက်3000အပေါ်မှာတက်ရောက်ခြင်းမရှိသေးဘူးသူတို့အနေနဲ့တန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုသာရသေးတယ်ဆိုတော့ဒီနေရာမှာရှိမုံမြင်တွေ့သလိုအဲ့ဒီပင်ဒီကုတ်တွေပွဲနေတော့ကဘယ်သူမှမြင်တွေ့တာမတွေ့ရဘူးရမလားဆိုတော့အခုတမန်တော်ရဲ့လက်တင်ခြင်းအပြင်တန်ရှင်သောဝိညာဉ်တော်တက်ရောက်တာကိုရှိမုံမြင်တွေ့တဲ့အခါမှာရှိမုံကအဲ့ဒီတကောအာနိသင်ကိုသူလိုချင်တဲ့အခါမှာပိုက်ဆံနဲ့ပေးဝယ်တယ်ဆိုတာမတွေ့ရဘူးလားရလားသဘောကရှိမုံကိုယ်တိုင်ကလည်းဒီမော်ဆရာရှိမုံကိုယ်တိုင်ကလည်းလူများအပေါ်မှာလက်တင်ရင်တန်ရှင်သောဝိညာဉ်တော်တက်ရောက်စေနိုင်ဖို့ရန်အတွက်ကိုသူအဲ့ဒီတကောအာနိသင်ကိုပိုက်ဆံနဲ့ပေးဝယ်တာတွေ့ရတယ်ရမလားဆိုတော့ဒီနေရာမှာကျွန်တော်တို့တေချာလေးဟာလာဖြည်းဖြည်းတေချာစဉ်းစားပြင်းအောင်ပါအဖြူအမဲသေးကွဲအောင်လုပ်လိုက်အောင်တဲတဲကွဲကွဲဖြစ်သွားအောင်ဟုတ်ပြီနော်ကျွန်တော်တို့ဒီရှိမုံမော်စရာအပါဝင်เนาะဒီရှင်မာရိမြို့သူမြို့သားတွေကိုတရားဟောခဲ့တဲ့သူကဘာတူလဲဖိလစ်တွေ့လားငယ်7မှာတော့ကဟုတ်ဖိလစ်ကเนาะနမိတ်လက္ခဏာလုပ်တယ်ဆိုတဲ့ဥစ္စာကိုတို့တွေတွေ့ရတယ်ဟုတ်ပြီနော်ဟုတ်ဘယ်မှာတွေ့နိုင်လဲဆိုလို့ရှိရင်ငယ်ဟွာမှာကြည့်လိုက်ကြည့်ဆရနန်ကင်ခဏလေးငယ်6မှာကြည့်လိုက်တမန်တော်ရှိပဲလားဟုတ်တယ်တမန်တော်8ပဲငယ်6မှာကြည့်လိုက်အောင်လူအစုအဝေးတို့သည်တာ၍ဖိလစ်ပုပြုသောနမိတ်လက္ခဏာတို့ကိုမြင်သောအခါဥစ္စကကိုတင်ဟုတ်ပြီဒီဖိလစ်ကနမိတ်လက္ခဏာလုံးနိုင်တယ်ဆိုတာမတွေ့ရဘူးလားဒါကြောင့်မလို့လဲမော်ဆရာရှိမုံကသူကအံ့ဩပြီးတဲ့အခါမှာတကယ်နမိတ်လက္ခဏာအစစ်အမှန်ကိုသူဟာအံ့ဩတွေ့ဝေနေတယ်ဆိုတာတွေ့ရတယ်တွေ့လားငယ်73မှာဖိလစ်လုပ်တဲ့လှုပ်ဆောင်ချက်တွေကိုသူဟာအနီးကသူစောင့်ကြည့်နေတယ်ဆိုတာတွေ့ရတယ်ရမလားဒါပေမဲ့ဖိလစ်ကနော်ကျန်တဲ့ရှင်မာရိမြို့သူမြို့သားတွေအပေါ်မှာကောရှိမုံမော်ဆရာအပေါ်မှာကောဟာလာဒီနမိတ်လက္ခဏာလုံးနိုင်စွမ်းကိုဟာလာဒီတကောအာနိသင် power ကိုလက်လှမ်းပေးလို့ရလားလက်ကမ်းပေးလို့ရလားမရဘူးတွေ့လားဒါကြောင့်မလို့ဘာဖြစ်လဲတမန်တော်2ယောက်ဖြစ်တဲ့ပေတရုနဲ့ယောဟန်ကယေရုရှလင်ကနေပြီးဆင်းလာရတယ်ဆိုတာမတွေ့ရဘူးလားဘာကြောင့်လဲတမန်တော်ရဲ့လက်တင်ခြင်းအပြင်
တန်ရှင်သောဝိညာဉ်တော်တက်ရောက်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ငယ်18မှာတွေ့ရတယ်ရမလား ငယ်18ကိုတစ်ချက်ပြန်ဖတ်လိုက်အောင် မန်တော်တို့လက်ကိုတင်သောအဖြစ်တန်ရှင်သောဝိညာဉ်တော်တက်ရောက်သည်ကိုရှိမောမြင်လျက်ကိုဆောင်ခဲ့၍ ဟုတ်ပြီဆိုတော့အဲ့ဒါခေါင်းထဲမှာကျွန်တော်တို့အသေးဆွဲမှတ်လိုက်အောင်ဘာကြောင့်လဲဆိုရင်ဒီနေ့ကျွန်တော်ခရိယန်လောကမှာဒီတန်ရှင်သောဝိညာဉ်တော်နဲ့ပတ်သက်တဲ့ဥစ္စာကဟာလာတအားဖေဖျဲဖြစ်နေတယ်ဟာလာအမျိုးမျိုးဥစ္စာရှုပ်ထွေးနေတာတွေ့ရတယ်ဆိုတော့ဒီနေရာမှာတဲတဲကွက်ကွက်ကျွန်တော်တို့ကိုပြောပြထားတဲ့ဥစ္စာကတမန်တော်ရဲ့လက်တင်ခြင်းအပြင်တန်ရှင်သောဝိညာဉ်တော်တက်ရောက်စေတယ်ဆိုတဲ့ဥစ္စာမတွေ့ရဘူးလား ဟုတ်ပြီနော်ဆိုတော့ဒီတန်ရှင်သောဝိညာဉ်တော်သူတို့အပေါ်မှာတက်ရောက်စေတယ်ဆိုတဲ့အမှုကတော့တန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရတာကိုပြောတာမဟုတ်ဘူးရမလား ဆိုတော့တန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုနော်ဘယ်အချိန်မှာရလဲလူတစ်ယောက်ကအေးဝင်ကလေးတရားနားထောင်တဲ့အချိန်မှာ baptism ခံတဲ့အချိန်မှာနော်တန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရတယ်ရမလားဒါမဲ့ဒီမှာကသူတို့ baptism ခံတဲ့အချိန်မှာရတာမဟုတ်ဘူးဒီတမန်တော်ရဲ့လက်တင်ခြင်းအပြင်သူတို့ရရှိတဲ့ဥစ္စာဖြစ်တယ်ဒါကနမိတ်လက္ခဏာနဲ့ဆိုင်တယ်ရမလားကောင်းပြီဒါဆိုရင်ဖိလစ်ကိုကျွန်တော်တစ်ချက်ပြန်ကြည့်အောင်ဖိလစ်ကနော်ရှင်မာရိမှာသွားပြီးတော့မှနမိတ်လက္ခဏာလုပ်တယ်လို့ပြောတယ်တွေ့လားသူ့အနေနဲ့အဲ့ဒါနဲ့ရှင်မာရိမျိုးသူမျိုးသားတွေကိုနိုင်ငံတော်နဲ့ဆက်လျက်နဲ့ဒီခရစ်တော်အကြောင်းကိုသွန်သင်တယ်လို့ပြောတယ်ဆိုတော့ကျွန်တော်အခန်းကြီး6မှာကြည့်လိုက်အောင်အခန်းကြီး6မှာကျွန်တော်သူ့ရဲ့ background လေးကိုပြောမယ်ဆိုလို့ရှိရင်တော့ခရိယန်တွေကဟုတ်ပြီနော်အဲ့ဒီအချိန်မှာတော့ခရိယန်လို့မခေါ်သေးဘူးအန်တီယိုမြို့ရောက်တဲ့အခါကျမှခရိယန်ဆိုတဲ့အသုံးလုံးစပြီးတော့မှတွေ့ရတယ်ဆိုတော့ဒီမှာဘုရားခင်ရဲ့သားသမီးတွေယုံကြည်သူတွေကိုနော်သူတို့ကဘာလဲဆိုရင်ယေရုရှလင်မြို့မှာပဲစုနေကြတယ်အဲ့ဒီမှာတမန်တော်12ယောက်ကလည်းသူတို့တရားဟောနေကြတယ်ဆိုတော့အဲ့ဒီအခါမှာနော်ဟေလသဘာသာစကားပြောတဲ့သူ Greek ဘာသာစကားပြောတဲ့သူတွေကဘာပြောကြလဲဆိုလို့ရှိရင်သူတို့ရဲ့မုတ်ဆိုးမတွေကိုလစ်လျူရှုနေကြတယ်ဆိုပြီးတော့မှနော်ဒီဟေဘရဲဘာသာစကားပြောတဲ့Jews တွေကိုသူတို့အပြစ်တင်မြန်တော့မှညီးတွားကြတာတွေ့ရတယ်ဆိုတော့ငယ်1နဲ့2ကိုအရင်ဖတ်လိုက်ကြည့်အောင်သူကလည်းဝိရတိတိရှိတယ်။ဒီစိတ်ဆက်လို့ဒီတော့ကကလေးနဲ့မျိုးမစမားကိုလုံးချွေဖို့တော့မျိုးတို့ဒီတိုင်းရဲ့ဒီလိုကိုတင်ချင်သူကတကြိမ်ပါတော့တမန်တော်တို့ဒီတပည့်တော်အပေါင်းတို့ကိုခေါ်ပြီးငါတို့ဒီကတည်းကပတ်တရားကိုထား၍ဘယ်နဲ့လောက်ချွေဘူးမို့ဆောင်တဲ့အပေါ်ဝင်နိုင်ဟုတ်ပြီဆိုတော့သူတို့နှုတ်ကပတ်တော်ကိုဟောပြောဖို့ရန်အနှောက်အယှက်မရှိဖို့ရန်အတွက်စပွဲကိုပြင်ဆင်ဖို့ရန်အတွက်ကိုငယ်3မှာဖတ်လိုက်ကြငယ်3မှာဟိုကြောင့်ညီကိုတို့ဝိညာဉ်တော်နှင့်၎င်းပညာနှင့်၎င်းပြည့်စုံလျက်အတရေရှိသောလူ9ယောက်တို့ကိုတင်တို့တွင်ရှာကြလော့ဤအမှုကိုဆောင်ရွက်စေခြင်းကထိုသူတို့ကိုငါတို့သည်ခန့်ထားကြမည်ဟုတ်ပြီသပွဲပြုစုဖို့ရန်အတွက်ကိုနော်ဒီမှာလူ9ယောက်ကိုရွေးခိုင်းတယ်အဲ့လူ9ယောက်ကဘာဖြစ်ရမလဲဝိညာဉ်တော်နဲ့၎င်းဉာဏ်ပညာနဲ့၎င်းပြေးဝတဲ့9ယောက်လို့မပြောဘူးလားအကောင်ပြေစုံဆိုဒီညမှာကြည့်မယ်ဆိုလို့ရှိရင်ဝိညာဉ်တော်နဲ့ပြေးဝတဲ့9ယောက်ဆိုတဲ့အသုံးနှုန်းကဘာကိုပြလဲ baptism ခံပြီးသားလူတွေကိုပြောတာမဟုတ်ဘူးလားနော်ယုံကြည်တဲ့သူတွေက baptism ခံတဲ့အချိန်မှာတန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရလာပြီတွေ့လားရမလားဒါမဲ့သူတို့နမိတ်လက္ခဏာမလုံနိုင်သေးဘူးနော်သူတို့အပေါ်မှာတန်ရှင်သောဝိညာဉ်တော်မသက်ရောက်သေးဘူးဆိုတော့ဒီ9ယောက်ကငယ်9မှာတွေ့ရတယ်ဖတ်လိုက်ပါလား9ပါ
ထိုစကားကိုလွယ်ဆိုဝေအပေါင်းတို့သည်နှစ်သက်ကြသဖြင့်ခြင်းနှင့်၎င်းတန်ရှင်သောဝိညာဉ်တော်နှင့်၎င်းပြည့်စုံသော တတိဖန်မှစ၍ဖိလဖို့ပြောခေါ်ဒီကံတော်တိမောအာမင်နာယုဒပဒါဝင်သောအန်တီအောမြို့သားဒီကပါကိုယူ ဟုတ်ပြီဆိုတော့သူတို့ဒီ9ယောက်ကိုရွေးလိုက်တယ်ဆိုတော့ဒီ9ယောက်ကပါလဲ baptism ခံပြီးတဲ့သူတွေတန်ရှင်သောဝိညာဉ်တော်နဲ့ပြေးဝတဲ့သူတွေတွေ့လားသူတို့ကိုရွေးပြီးတဲ့နောက်မှာဒီဇပွဲပြုစုဖို့ရန်သူတို့ခံထားဖို့ရန်အတွက်ကိုတမန်တော်တွေရှေ့ကိုတင်လိုက်တယ်ဆိုတာတွေ့ရတယ်ငယ်6မှာဖတ်လိုက်အောင် တမန်တော်ရှိနေတာကြတမန်တော်ဒီလေလောင်ပြီးလေထိုသူဤထိုသူဤကောင်းလာလို့ ဟုတ်ပြီသူတို့ခေါင်းပေါ်မှာလက်ကိုတင်တယ်လို့ပြောတယ်ဆိုတော့ဒီထဲမှာတော့9ယောက်ပေါ်ပြထားတာတွေ့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့ကျမ်းစာထဲမှာတော့2ယောက်အကြောင်းပဲပေါ်ပြထားတယ်တွေ့လားကျန်တဲ့သူတွေလည်းလုံးနိုင်တယ်ဒါပေမဲ့ကျန်တဲ့သူတွေကိုမပေါ်ပြထားဘူးဖိလစ်နဲ့ဘယ်သူထိတ်ဆုံးကတထေပန်နဲ့ဖိလစ်2ယောက်ကိုပေါ်ပြထားတာတွေ့ရတယ်ရမလားတထေပန်ရဲ့တထေပန်ကိုကြည့်အောင်ငယ်ရှက်မှာကြည့်အောင် ဒီပန်ဒီကျေးဇူးနဲ့ကောင်တကူအနေနဲ့ပြေဆောင်တဲ့ကြီးစွာသောနမိတ်လက္ခဏာအဘွယ်သောအမှုတို့ကိုလူများရှိမှတွေ့၏ဟုတ်ပြီဒီမှာတထေပန်နမိတ်လက္ခဏာလုံးနိုင်တယ်ဆိုတာမတွေ့ရဘူးလားရမလားဆိုတော့ဘာကြောင့်လဲတထေပန်ဟာတမန်တော်ရဲ့လက်တင်ခြင်းကိုခံလိုက်ရပြီတွေ့လားကျွန်တော်တို့မမေးကြဆိုနဲ့တမန်တော်ရဲ့လက်ကိုတင်ခြင်းအပြင်တန်ရှင်သောဝိညာဉ်တော်ဟာသူတို့အပေါ်မှာဆင်းသက်တယ်ဆိုတာမတွေ့ရဘူးလားရမလားဆိုတော့သူတို့နမိတ်လက္ခဏာလုံးနိုင်ပြီဒီမှာတထေပန်နမိတ်လက္ခဏာလုံးနိုင်တယ်ဆိုတာတွေ့ရတယ်ကောင်းပြီဖိလစ်လည်းနောက်တစ်ယောက်တွေ့ရတယ်ရမလားဖိလစ်လည်းသူကbaptism ခံပြီးတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်နဲ့ပြေးဝတဲ့သူတယောက်ဖြစ်တယ်သူလည်းတမန်တော်ရဲ့လက်ကိုတင်ញင်းခံရတဲ့အတွက်ကြောင့်မလို့စောစောကရှင်မာရိမြို့မှာဆိုလို့ရှိရင်သူသွားပြီးတဲ့နောက်မှာနမိတ်လက္ခဏာလုပ်ပြီးတော့ရှင်မာရိမြို့သူမြို့သားတွေကိုဒီနိုင်ငံတော်နဲ့ပတ်သက်တဲ့ခရစ်တော်အကြောင်းကိုသွန်သင်တယ်ဆိုတာမတွေ့ရဘူးလားရမလားဆိုတော့ဒီနေရာမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သထေဖန်လည်းဒီနမိတ်လက္ခဏာလုံးနိုင်တဲ့တကောအာနိသင်ကိုလူများကိုလက်ဆင့်ကမ်းလို့မရသလိုဖိလစ်ကလည်းလူများကိုဒီနမိတ်လက္ခဏာလုံးနိုင်တဲ့တကောအာနိသင်ကိုလက်ဆင့်မကမ်းနိုင်ဘူးဆိုတာတွေ့ရတယ်ရမလားဒါကြောင့်မလို့စောစောကတမန်တော်ဝတ္ထုခန်းကြီး8မှာဆိုလို့ရှိရင်ယေရုရှလင်မြို့ကတမန်တော်တွေသတင်းကြားတဲ့ချိန်မှာပေတရုနဲ့ပေါလုပေတရုနဲ့ယောဟန်ကယေရုရှလင်ကနေပြီးတဲ့နောက်မှာရှမာရိကိုသူတို့ဆင်းသွားရတယ်။ဘာအတွက်ဆင်းသွားလဲ။ဒီbaptism ခံရတဲ့ယုံကြည်သူတွေအပေါ်မှာလက်တင်ခြင်းအပြင်တန်ရှင်သောဝိညာဉ်တော်ဆင်းသက်ဖို့ရန်အတွက်ကိုသူတို့သွားရတယ်ဆိုတာတွေ့ရတယ်။ရမလား။ဟုတ်သဘောပေါက်လားဟုတ်ပေါက်တယ်ဆိုတော့ကောင်းပြီဆိုတော့ဒီနေရာမှာသထေဖန်ဆိုတဲ့ပုဂ္ဂိုလ်ကကျွန်တော်တို့ဘယ်မှာတွေ့နိုင်လဲဆိုလို့ရှိရင်sorry သထေဖန်နဲ့လေဖိလစ်ဆိုတဲ့ပုဂ္ဂိုလ်ကတမန်တော်ဝတ္ထုခန်းကြီး21ကိုတစ်ချက်တော့ကြည့်အောင်ငယ်8နဲ့9နဲ့ဖတ်ကြအောင်တမန်တော်21ငယ်8နဲ့9လက်ပြန်နဲ့တော့ဒီကတဲ့ရီမျိုးတို့ရောက်လေတရားခွင့်ပါအဝင်တဒနာပြုเสียပြုဖို့ဤတော့ဝင်နေကြဤတော့တော့ဖတ်ဖို့တင်ပါရရှိဟုတ်ပြီ
ဆိုတော့ဒီနေရာမှာဒီဖိလစ်ကိုဒီဟာလာဖိလစ်ပီကိုနော်ဘယ်လိုပြောထားလဲသာသနာပြုလို့ဘယ်လိုပြောလာလဲတမန်တော်လို့ပြောလား ပြော တမန်တော်လို့မပြောဘူးတွေ့လား ဟုတ် ဘယ်လိုပြောလဲ ဆေးရဖိလပုသနာပိယ သာသနာပြုဆရာလားဟာလားသာသနာပြုလို့ပြောတယ်တွေ့လား ဟုတ် သူကတမန်တော်မဟုတ်ဘူးတွေ့လား ဟုတ် တမန်တော်မဟုတ်တဲ့အတွက်ကြောင့်မလို့ဒီဖိလစ်ကရှင်မာရိမျိုးသူမျိုးသားတွေအပေါ်ကိုနော်နမိတ်လက္ခဏာတက်ရောက်ဖို့ရန်အတွက်လှုပ်ဆောင်နိုင်ဖို့ရန်အတွက်လက်ဆက်မကန့်နိုင်ဘူးတွေ့လား ဟုတ် ဒါကြောင့်ယောဟန်နဲ့ပေတရုကရှင်မာရိကိုသွားပြဲနောက်မှာသူတို့ယုံကြည်သူတွေအပေါ်မှာလက်ကိုတင်ရတယ်ဆိုတာတွေ့ရတယ်ရမလား ဟုတ်ဟုတ်ပြီနော်အခုကျွန်တော်တို့ရောက်နေတဲ့ဥစ္စာကဒါအရေးကြီးတယ်နော်သေချာနားလဲအောင်လုပ်လိုက်အောင်အဲ့ဒါကိုနော်သူတော့တော်ကြည့်ရင်နော်ဒီတမန်တော်ရဲ့လက်တင်ခြင်းအပြင်နော်ဒီတန်ရှင်တော်ဝိညာဉ်တော်သူတို့အပေါ်မှာတက်ရောက်တယ်ဆိုတဲ့ဥစ္စာကိုနော်ရှီမုန်မော်ဆရာကမြင်တဲ့အခါမှာသူပိုက်ဆံနဲ့ပေးဝယ်တယ်ဆိုတော့ရှင်မာရိမျိုးသူမျိုးသားတွေကသူတို့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်တက်ရောက်မှုကဟာလာကျွန်တော်တို့တမန်တော်ဝတ္ထုကျွန်တော်တို့အခုရောက်နေတဲ့တမန်တော်ဝတ္ထုခန်းကြီး2ကိုပြန်သွားရအောင်ငယ်19နဲ့ငယ်18ကိုပြန်ဖတ်ရအောင်တမန်တော်နဲ့ငယ်19 18ဟုတ်တော့ချက်ကနကလာနေရက်ကတော့မပင်းတော့ဘာတော့အဲ့ဒါမျိုးဒီ profile နဲ့ဟောတဲ့အဲ့ဒီအတန်းနဲ့ဒီဒီပါတော့ကိုညချတယ်တကြီးတော့ဒီလေမဲတော့မဲရချာချပလာနာတော့ကိုစနေတော့တောင်းရတော့ဘာလို့လဲကိုဘာလို့သူတို့ဒီ profile နဲ့ဟောတဲ့ဟုတ်ပြီဆိုတော့ဒီမှာနောက်ဆုံးသောကာလနောင်ကာလလို့ပြောတယ်တွေ့လားယောလဟောပြောပူသောနောင်ကာလမှာဘုရားသခင်ကဝိညာဉ်တော်ကိုလူအပေါင်းအပေါ်မှာသွန်းလောင်းမယ်လို့မပြောဘူးလားဆိုတော့လူအပေါင်းအပေါ်မှာသွန်းလောင်းတဲ့အခါမှာနော်သားတွေသမီးတွေအပေါ်မှာသွန်းလောင်းမယ်လူငယ်တွေကနော်ယူပါယုံရကြမယ်လူကြီးတွေကအိမ်မက်မက်ကြမယ်နောက်ပြန်တော့မှအစေခံကျွန်းနော်အမျိုးသားတွေကကောအစေခံကျွန်းအမျိုးသမီးတွေကကောဟာလာဒီဝိညာဉ်တော်ကိုရပြီးတဲ့အခါမှာသူတို့ပရောဖက်ပြုကြမယ်လို့မပြောဘူးလားဆိုတော့ဒီသူတွေအပေါ်မှာတန်ရှင်သောဝိညာဉ်တော်ကိုသွန်းလောင်းနေဆိုတဲ့ဥစ္စာကဒီလူတွေကဘယ်နည်းနဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကိုသူတို့ရကြသလဲတမန်တော်တွေလက်တင်ခြင်းအပြင်ရကြတယ်ရမလားဟိုကောင်းကြားရရလားမသိဘူးဟုတ်တယ်ဗျကြားရနော်အောင်မခန့်အတန်ကတော့နည်းနည်းလေးကြာအင်တာနက်ကြောင့်ထင်တယ်လိုင်းဘွားရလားအဲ့ဒီထိရောလိုင်းဘွားရလားရတယ်ဟုတ်ရတယ်နော်ဆိုတော့ဒီဥစ္စာအမခမ်းဘက်ကတော့ internet နည်းနည်း line နည်းနည်းနေထင်တယ်ဟုတ်တယ်ရတယ်ကိစ္စမရှိဘူးကျွန်တော်ဒီအပေါ်မှာကျွန်တော်ဖြည်းဖြည်းပဲသွားပေးခြင်းတယ်ဘာကြောင့်လဲဆိုရင်နည်းနည်းရှုပ်ထွေးတဲ့နေရာရောက်နေတယ်သိရမလားဟုတ်ပြီနော်ဒီနေ့ကျွန်တော်တို့ဒီ evangelical လောကထဲမှာနော်ဒီခရိယန်အတိုင်းဝိုင်းနေထဲမှာဒီတန်ရှင်သောဝိညာဉ်တော်နဲ့ပတ်သက်ပြီးတော့မှတော်တော်ရှုပ်ထွေးတာကိုတွေ့ရတယ်
ဒါမဲ့ကျွန်တော်တို့နည်းနည်းလေးဂယုစိုက်လိုက်မယ်ဆိုလို့ရှိရင်တော့အင်မတန်တန်မိုးရှိပါတယ်ရှင်းရှင်းလင်းလင်းတွေ့နိုင်တယ်ဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်တိတ်ပြောမလောကျင်ဘူးဒီပေါ်မှာကျွန်တော်ဖြည်းဖြည်းပဲသွားကျင်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရောက်တဲ့ဥစ္စာမှာဗာတွေ့ရလဲဆိုလို့ရှိရင်နော်လူတယောက်ကအေဝံဂေလိတရားနာထောင်ခြင်းဆိုတဲ့ယေရှုနာမ၌ဘပ်တိဇမ်ကိုခံတဲ့သူတယောက်ကတန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရတာဖြစ်တယ်ရမယ်နော်ဆိုတော့အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရတယ်ဆိုတဲ့ဥစ္စာကနော်အကောင်ထဲပေါ်လွင်တဲ့ဥစ္စာမဟုတ်ဘူးမြင်တွေ့ရတဲ့ဥစ္စာမဟုတ်ဘူးနမိတ်လက္ခဏာနဲ့မပတ်သက်ဘူးတွေ့လားနမိတ်လက္ခဏာနဲ့ပတ်သက်တဲ့ဥစ္စာကဘယ်လိုလဲဆိုလို့ရှိရင်တမန်တော်တွေကတန်ရှင်သောဝိညာဉ်တော်ဘပ်တိဇမ်ကိုခံရလို့သူတို့ရကြတယ်ကျန်တဲ့သူတွေကဘယ်လိုရလဲဆိုလို့ရှိရင်သူတို့ရဲ့လက်တင်ခြင်းအပြင်ဟာလာခံယူရတဲ့သူတွေတွေ့လားဖိလစ်တို့တထေဖန်တို့တမန်တော်တွေရဲ့လက်တင်ခြင်းကိုခံရတဲ့အခါမှာနမိတ်လက္ခဏာလုံနိုင်တယ်ဆိုတာမတွေ့ရဘူးလားဟုတ်ပြီနော်ဆိုတော့ဒီနီးတူပဲရှင်မာရိမျိုးသူမျိုးသားတွေအပေါ်မှာလည်းတမန်တော်ယောဟန်နဲ့ပေတရုကသွားရောက်ပြန်တော့မှလက်တင်ရတယ်ဆိုတာတွေ့ရတယ်သူတို့အပေါ်မှာတန်ရှင်သောဝိညာဉ်တော်တက်ရောက်မှုရှိဖို့ရန်အတွက်ရလားဆိုတော့အဲ့ဒီနှစ်ခုကအင်မတန်ကွာခြားတယ်ဆိုတာသတိပြုကြပါရမလားတန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးကိုရတာနဲ့တန်ရှင်သောဝိညာဉ်တော်တက်ရောက်မှုနဲ့ကမတူဘူးရမလားဆိုတော့ကျွန်တော်တို့အခုရောက်နေတဲ့နော်နောက်ဆုံးသောကာလမှာနော်လူအပေါင်းအပေါ်မှာနော်တန်ရှင်သောဝိညာဉ်တော်သွန်လောင်းမည်ဆိုတဲ့ဥစ္စာကနော်တမန်တော်ရဲ့လက်တင်ခြင်းအပြင်သူတို့ခံရတဲ့အရာတွေကိုပြောတာဖြစ်တယ်ရမလားသဘောပေါက်လားမသိဘူးနော်လူတိုင်းရမှာကိုပြောတာမဟုတ်ဘူးတမန်တော်ရဲ့လက်တင်ခြင်းကိုခံရတဲ့သူတွေပဲရမှာဟုတ်ပြီနော်ဒီသွန်လောင်းမှုကဆိုတော့ကျွန်တော်တို့စောဖတ်တဲ့ဖိလစ်ပုအိမ်ကိုနော်ကဲသာရီမြို့မှာဖိလစ်ပုအိမ်ကိုနော်ဒီပေါလုတို့missionary journey နော်သာသနာခရီးစဉ်ကနေပြန်ဝင်တဲ့အခါမှာနော်သာသနာပြုဖိလစ်ပုအိမ်ကိုသူတို့ဝင်တယ်လို့ပြောတယ်ဟုတ်ပြီနော်သာသနာပြုတဲ့သူနော်တမန်တော်မဟုတ်ဘူးအဲ့ဒီဖိလစ်ကဆိုတော့သူစီမှာသမီး၄ယောက်ရှိတယ်လို့မပြောဘူးလားသမီး၄ယောက်ကလည်း prophet ပြုကြတယ်လို့မပြောဘူးလားရမလားအမျိုးသမီး၄ယောက် prophet ပြုတယ်ဆိုတာတွေ့ရတယ်ဆိုတော့သူတို့အပေါ်မှာဝိညာဉ်တော်ကိုသွန်လောင်းမယ်ဆိုတဲ့ဥစ္စာကသားတွေတင်မကဘူးသမီးတွေအပေါ်မှာလည်းပါတယ်ရမလားကျွန်တော်တို့ဒီပထမဆက်လာခြင်းတန်ရှင်သောဝိညာဉ်တော် baptism ကိုဂရုပြုတဲ့ဥစ္စာကတော့အမျိုးသားတွေကြီးပဲ12ယောက်အပေါ်မှာမဟုတ်ဘူးလားတမန်တော်12ယောက်တမန်တော်ထဲမှာအမျိုးသမီးပါလားမပါဘူးတွေ့လားအဲ့ဒီနှစ်ခုကနော်တန်ရှင်သောဝိညာဉ်တော်ဒီဟုသောစုကျေးဇူးနဲ့တန်ရှင်သောဝိညာဉ်တော်သွန်လောင်းခြင်းခံရတယ်ဆိုတဲ့နှစ်ခုကနော်လုံးဝမတူဘူးဆိုတဲ့ဥစ္စာခေါင်းထဲမှာကျွန်တော်တို့နည်းနည်းရလိုက်ကြစို့ဟုတ်ပြီနော်သဘောပေါက်လားဆိုတော့အဲ့ဒီလုံးကယုံကြည်သူတွေအပေါ်မှာတန်ရှင်သောဝိညာဉ်တော်တက်ရောက်မှုကဘာအဖြစ်လာတက်ရောက်လဲတမန်တော်ရဲ့လက်တင်ညာအဖြစ်တက်ရောက်တယ်ဆိုတာတွေ့ရတယ်ရမလားကောင်းပြီဆိုတော့ဒီနေ့တော့ဒီနေရာမှာပဲရပ်ထားမယ်အကယ်၍ဒီထက်မှမရှင်းဘူးမေးခွန်းရှိမယ်ဆိုလို့ရှိရင်ဆွေးနွေးစရာအချိန်နည်းနည်းပေးကြရအောင်